ကျောင်းကျိုးဆက်နေမှုပြိဿသမုပ္ပါသဘောတရားတွေကိုအကျင့်ရှုလိုက်တော့ဘုန်းကဘုန်းကြီးပြောခဲ့ပြီးအကျင့်ကြောင့်တရားကြောင့်ပြစ္ဆုတ်ပံအကျိုးတရားဖြစ်တယ်ပြစ္ဆုတ်ပံအကြောင်းတရားကအနာကအကျိုးတရားဖြစ်တယ်အတိတ်ဒီဖြစ်ပြီးမရှိဘူးမရှိတာဘယ်လိုရှုမလဲအနာဂတ်ကမဖြစ်သေးဘူးမဖြစ်သေးတာဘယ်လိုရှုမလဲပယ်ချလိုက်တော့ဒီပုဂ္ဂိုလ်ကြီးကျောင်းကျိုးဆက်နေမှုပြိဿသမုပ္ပါသဘောတရားသိအောင်မလားမသိတဲ့ပုဂ္ဂိုလ်ကသန္တရာဝဇ္ဇဒုက္ခမှာလွန်မြောက်သွားတယ်ဆိုတာအိမ်မက်ထိုက်တောင်မှတရားမှမရှိသေးဘူးတဲ့ဘယ်နဲ့တော့တရားနဲ့ပရိသတ်တွေလက်ခံနိုင်လားအဲ့ဒါလေဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေမျက်စိလည်နေကြတယ်နော်ဘုန်းကြီးကဒါကိုရှင်းနေတာမှာနော်ဒီတော့အတိတ်ကိုရှုတဲ့ရှုွက်ကိုတော့အာဓမလို့သူကဆွဆွဲတယ်မရှိပါဘူးအတိတ်ကဖြစ်ပြီးမရှိဘူးမရှိတော့ဘယ်လိုရှုမလဲအနာဂတ်ကမဖြစ်သေးမဖြစ်သေးတော့ဘယ်လိုရှုမလဲဆိုပြီးပဲချလိုက်အဲ့တော့ဓမ္မကိုအာဓမလုပ်လိုက်တယ်အာဓမတွေကြပြန်တော့ပိဿုပံပေါ်ရသာရှုဆိုပြီးလုပ်လိုက်တယ်ရုပ်ကိုရှုမှနာမ်ကိုရှုပါလို့မပြောပရမတ်ကိုရှုရမယ်လို့လည်းမပြောတော့ဆိုတော့ဓမ္မကိုကြတော့အာဓမပြန်လုပ်တယ်အာဓမကိုဓမ္မပဲဓမ္မကိုအာဓမပဲလို့ဒီလိုပြုလုပ်နေတဲ့ပုဂ္ဂိုလ်ဒီသရဝရီရတဲ့ရတဲ့လူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခခေါ်တဲ့အကျိုးစီးပွားတွေမဲ့ဖို့အကျိုးစီးပွားချမ်းသာဒုက္ခတွေကင်းဖို့ဆင်းရဲဒုက္ခတွေရောက်ရှိဖို့အတွက်ကြိုးစားအထောက်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။သရဝရီရဲ့လန္တာမှာအကုသိုလ်တရားတွေကိုထက်ကတိုးဝအောင်ပြုလုပ်နေခြင်းလည်းဖြစ်တယ်။သာဓမသုံးကြံသာသနာတော်ကြီးကိုကွယ်ပသောအောင်ဖြစ်ရှိနေတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်။ဘယ်နဲ့တော့ဒကာကြီးတွေဒီမကြီးတွေသာသနာဖြစ်ချင်ကြတယ်။မဖြစ်ချင်ဘာလို့ပါမလဲဒါပဲသစ္စာလေးပါသိအောင်ကြိုးစားပါရမ်းပြီးတော့ပြောကျင်တာတွေကိုကိုယ်ကဘာမှမသိပဲနဲ့နားမလည်ပဲနဲ့ရမ်းတော့မပြောကြနဲ့ရမ်းပြောလိုက်ခဲ့ရင်မိမိတို့ဟာသာသနာကိုကွယ်ပအောင်ပြုလုပ်နေတဲ့ပုဂ္ဂိုလ်တွေရှင်းနေမှာပါမသွားနိုင်ဘူးလားဒါပေမဲ့ဘုန်းကြီးမှာပြဿနာတစ်ခုရှိတယ်ဒီဘုန်းကြီးကသူတရားသူဟောတာမဟုတ်သူများတွေလိုက်ပုတ်ခတ်နေတယ်တဲ့ကဲအဲ့ဒီဆွဆွဲချက်ကလေးကိုလွတ်တော့အောင်ဘုန်းကြီးနောက်ထပ်သုတ်တန်နှစ်ခုသုတ်တန်နံပါတ်ဧကုတ္တဧကနိဗ္ဗာန်140မှာသုတ်တန်လေးနှစ်ခုလာပါတယ်နော်ဘယ်လိုဟောလဲယေတိဘိက္ခဝေအာဓမမောတိဒီပိတိတေဘိက္ခဝေဘိက္ခုဘုဇနာဟိတယပฏิပါဏဘုဇနာဒုက္ခယဘဟုနောသနတာအဋ္ဌယဟိတယဒုက္ခယဇေဝမနုဿနံဘိက္ခဝေစေတယတို့ယေတိဘိက္ခုအကျဉ်ယဟံတော်တို့သည်ကအဓမ္မကိုအာဓမောတိအာဓမဟု၍ကြည်ပင်တိချင်းရှားပြ၍နေကြပြေကို၏ဘိက္ခဝေစေတယတို့ဒီဘိက္ခုထိုကဲ့သို့အာဓမကိုအာဓမဟုချင်းရှားပြနေတဲ့ယဟံတော်တို့သည်ကဘုဇနာဟိတယလူမြအပေါင်း၏လူနာနိဗ္ဗာန်သုံးတန်သောအကျိုးစီးပွားအလို့ငါဘုနောသနတလူမြအပေါင်း၏ဘုဇနာဒုက္ခယလူနာနိဗ္ဗာန်သုံးတန်သောအကျိုးစီးပွားချမ်းသာဒုက္ခကိုရရှိရအလို့ငါပရိပါဏကျင့်ကြံကြုံကိုပွားများအထောက်၍နေတဲ့ပုဂ္ဂိုလ်တို့သည်ဟွန်ဒီဖြစ်ကြလေကုန်၏ဒေဝမနုဿနန္တလူတို့၏အဋ္ဌယလူနာနိဗ္ဗာန်သုံးတန်သောအကျိုးငါလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခကိုရရှိရအလို့ငါဟိတယလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခဒီဟုသောအစီပွားလို့ငါဒုက္ခယလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခကိုရရှိရအလို့ငါပရိပန္နကျင့်ကြံကြုံကိုပွားများအထောက်၍နေတဲ့ပုဂ္ဂိုလ်တို့သည်ဟွန်ဒီဖြစ်ကြလေကုန်၏အာဓမကိုအာဓမလို့သင်္ချာပြောနေတဲ့ယဟန်တော်ဒီဟာဘာလို့ထားလဲလူတွေနတ်တွေရဲ့မှန်တယ်မှရတဲ့ရတဲ့လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာခေါ်တဲ့ချမ်းသာဒုက္ခအကျိုးစီးပွားတွေရရှိဖို့ရန်အတွက်ကျင့်ကြံကြုံကိုပွားများအထောက်နေခြင်းဖြစ်တယ်ဘာဖြစ်လို့လဲအဲ့ဒါကအာဓမပဲဒီအာဓမကိုမကျင့်နဲ့ဒါကဓမ္မပဲဓမ္မကိုကျင့်ရမယ်ဆိုပြီးညွှန်ကြားတော့ညွှန်ကြားတဲ့အတိုင်းလိုက်နာကျင့်တဲ့ပုဂ္ဂိုလ်တွေဟာလူချမ်းသာလည်းရနိုင်တယ်နတ်ချမ်းသာလည်းရနိုင်တယ်နိဗ္ဗာန်ချမ်းသာလည်းရနိုင်တယ်မမှန်ဘူးလားမှန်ပါလေနောက်တစ်ခုဘောဇာနေဘိက္ခဝေဘိက္ခုပုံညာပတ္တဝန္တိဒေရှိမတတ္တမသပိတိဘိက္ခဝေစေတယတို့တေဘိက္ခုထိုယံတို့တို့သည်ကဘဟုံးစာများပြားစွာဤဖြစ်သောပုံညာကောင်းမှုကုသိုလ်ကိုပတ္တဝန္တိဖြစ်ပေါ်စေကြလေကုန်၏ဒေသထိုပုဂ္ဂိုလ်တို့သည်ဣမတတ္တမဤတတ္တမသုံးပြသန္တရာတော်မြတ်ကြီးကိုသပိတိတည်ရအောင်ထားကြပေကုန်၏မြတ်စွာသောကုသိုလ်တရားတွေကိုတိုးပေါ်အောင်ပြုလုပ်နေတဲ့ပုဂ္ဂိုလ်ကြီးဘယ်လိုလဲ
ဟောဒီဥစ္စာကသမထဖြစ်တယ်သမထကုသိုလ်ဒီကုသိုလ်ကိုကျင့်ရမယ်ဒါကသီလကျင့်ခြင်းဖြစ်တဲ့ဒီသီလကျင့်ခြင်းကိုကျင့်ရမယ်ဒါကဝိပဿနာကျင့်ခြင်းဖြစ်တဲ့ဒီယုတ်ဒီနာကိုသိအောင်ကြိုးစားမယ်ဒီကြောင့်ကျိုးဆွတဲ့မှုပရိစ္ဆသမုပ္ပါကိုသိအောင်ကြိုးစားမယ်ဝိပဿနာကိုဒီလိုရှုရမယ်ဆိုပြီးသင်ပေးတယ်သင်ပေးတဲ့နဲ့လိုက်နာပြုပြင်ခဲ့ရင်သူ့တဏ္ဍာမှာသီလကုသိုလ်တွေလည်းတိုးပွားလာတယ်သမထကုသိုလ်တွေလည်းတိုးပွားလာတယ်ဝိပဿနာကုသိုလ်တွေလည်းတိုးပွားလာတယ်မတိုးပါဘူးလားတိုးပွားပါလေဒါရင်လို့ဆိုတော့မကသေးဘူးဒေရှိမင်တတ္တမသပင်းဒီတတ္တမသုံးချာသာသနာတော်မြတ်ကြီးကိုအရှိခိုင်ကတည်တတ်အောင်ထားနေတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်တယောက်ပြီးတယောက်လက်ဆင့်ကမ်းပြီးဒီသီလကျင့်ခြင်းဒီသမာဓိကျင့်ခြင်းဒီပညာကျင့်ခြင်းတွေကိုလက်ဆင့်ကမ်းသင်ပေးခဲ့ရင်ဘာဖြစ်မလဲတဖြည်းဖြည်းဒီကျင့်ခြင်းတွေဟာပြောက်ွယ်သွားနိုင်မှာမသွားနိုင်ဘူးဣမေသသုဘတ္တဘေကုသမ္မာဝိဟရေယောအန္တုံညောလောကောအရန္တိအတ္တာဆိုပြီးတော့ဘုရားရှင်ပြိဋိဘံစံမိတ်မြတ်မှာသုဘတ္တပရပိုက်ကမေကုကိုဖြေတဲ့ထက်မှာဒီစကားလေးတစ်ခုထည့်ထားသုဘတ္တငါဘုရားရှင်ရဲ့သာသနာတော်များအတွင်းမှာဒီဟန်ဒီဟာမဂ္ဂင်7ပါးကျင့်တဲ့တရားတွေကိုကိုယ်တိုင်ကျင့်ပြီးတော့အနာဂတ်သူတော်ကောင်းတွေကိုလည်းလက်ဆင့်ကမ်းကဇက်တိုက်ကျင့်ပြီးသွားကြမယ်ဆိုရင်ဒီသာသနာတော်ကြီးဟာယဟန္တာပုဂ္ဂိုလ်တို့ဖြင့်ဘယ်တော့မှစိတ်သုံးပြီးမသွားနိုင်ပါဘူးဆိုပြီးဒီလိုဟောထားတယ်။ကျင့်နေတဲ့ပုဂ္ဂိုလ်မရှိကြရင်တော့ကိုယ်ကြောက်တော့မှာပေါ့။ကျင့်နေတဲ့ပုဂ္ဂိုလ်တွေလက်ဆင့်ကမ်းပြီးတော့ဇက်တိုက်ကျင့်နေကြရင်ဒီသာသနာတော်ကြီးဟာအရှိခိုင်ကဒီတတ်နေမယ်။ဒါပေမဲ့ဒီနေရာမှာတချို့ကသီလကျင့်ခြင်းကိုမလိုဘူးလို့ပြောတယ်။ဒါကတော့နည်းပါတယ်။တချို့ကတော့သမထတိသာသနာ့တွင်တရားမဟုတ်သာသနာ့ဘာတရားဖြစ်တယ်ဝိပဿနာသာလင်သာသနာ့တွင်တရားဖြစ်တယ်ဆိုတော့သမထအထုတ်တာကိုအပြည့်ပြောတယ်အဲ့ဒါဘာလို့ထားလဲဘုန်းကသမ္မာသမာဓိဆိုတဲ့မဂ္ဂင်နဲ့ပြည့်စုံမှနိဗ္ဗာန်ရမယ်ဆိုတာလက်ခံနိုင်ခဲ့ရင်မဂ္ဂင်7ပါးတဲ့ကဘယ်နှပါးရော့သွားလဲတစ်ပါးရော့သွားတယ်သမ္မာသမာဓိမရှိတော့ဘူးဘုရားဟောတဲ့ယုံနာကဘုရားတန်သိတာသာဝကတွေမသိနိုင်ဘူးဆိုတော့သမ္မာဒိဋ္ဌိမဂ္ဂင်လည်းရော့မသွားဘူးလားရလားအတိတ်ကဖြစ်ပြီးမရှိဘူးမရှိတာဘယ်လိုရှုမလဲအနာဂတ်ကမဖြစ်သေးဘူးမဖြစ်သေးတာဘယ်လိုရှုမလဲလို့ပိုက်ချလိုက်တော့သမုဒိယသစ္စာသိတဲ့သမ္မာဒိဋ္ဌိကိုရှိအောင်မမရှိဘူးအနာဂတ်ကဖြစ်မှမဖြစ်သေးတာဘယ်လိုရှုမလဲဆိုပိုက်ချလိုက်တော့နိရောဓသစ္စာသိတဲ့သမ္မာဒိဋ္ဌိကိုဖြစ်အောင်မဖြစ်တော့ဘုရားဟောတဲ့ယုံနံဒီကဘုရားတသိတဲ့သာဝကတွေမသိနိုင်ဘူးလို့ပြောတော့မဂ္ဂင်7ပါးကိုပြန်ပြီးရှုလို့ရအောင်မလားသမ္မာဒိဋ္ဌိလည်းပြုတ်သွားတယ်။သမ္မာသမာဓိကလည်းပြုတ်ပြီးသမ္မာဒိဋ္ဌိကလည်းပြုတ်ပြီးဆိုတော့သမ္မာဒိဋ္ဌိပြုတ်ရင်သစ္စာလေးပါးအရင်ဘောတော့စိတ်ကိုရှေ့ရှုတင်ပေးတဲ့သမ္မာသင်္ကပ္ပလည်းပြုတ်မသွားဘူးလား။သမ္မာသမာဓိဆိုတဲ့ခေါင်းဆောင်ကြီးကပြုတ်သွားတော့သမ္မာဝါယာမသမ္မာတတိဆိုတဲ့နောက်လိုက်မဂ္ဂင်တွေကိုရှင်းအောင်မလား။မဂ္ဂင်ဘယ်နှပါးကျန်လဲ။၃ပါးပဲကျန်တယ်။သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝ၃ပါးပဲကျန်တယ်အဲ့မဂ္ဂင်၃ပါးနဲ့နိဗ္ဗာန်သွားမယ်ရမလားမရပါဘူးအဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်နော်ခုဒီမှာနောက်တစ်ခုယေတိဘိက္ခုဓမ္မံဓမ္မောတိจิปิတိတေဘိက္ခွေဘိက္ခုဘုဇနာဟိတာယပฏิပန္နာဘုဇနာဒုက္ခယဘုနောဇနာတအထာယဟိတာယဒုက္ခယဒေဝမနုဿာနံဘိက္ခွေခြေတယတို့ယေတိပိကိုဉာဏ်တော်တို့ဒီကဓမ္မဓမ္မကိုဓမ္မောတိဓမ္မဟု၍ခြေပင်တိချင်းရှားပြ၍နေကြလေကုန်၏ဘိက္ခဝေခြေတယတို့တိဘိက္ခုထိုယံတော်တို့ဒီကဘုဇနာဟိတယလူများအပေါင်း၏လူနာနိဗ္ဗာန်သုံးတန်သောအစီအပွားအလုံးငါပြိပန္ဒจิตယုတ်ကိုပေါ်များအထု၍နေတဲ့ပုဂ္ဂိုလ်တို့သည်ဟွန်ဒီဖြစ်ကြလေကုန်၏ဘုဇနာဒုက္ခယလူများအပေါင်း၏လူနာနိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခအလုံးငါပฏิပန္နာကြည်ကြံကြုတ်ကိုပွားများအထု၍နေတဲ့ပုဂ္ဂိုလ်တို့သည်ဟွန်ဒီဖြစ်ကြလေကုန်၏ဘုနောတနတာများစွာသောလူဘောဤအထာယလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခဒီဟုသောအကျိုးအလုံးငါဟိတာယလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခဒီဟုသောအစိပါလုံးငါပฏิပန္နာကြည်ကြံကြုတ်ကိုပွားများအထု၍နေတဲ့ပုဂ္ဂိုလ်တို့သည်ဟွန်ဒီဖြစ်ကြလေကုန်၏ဒေဝမနုဿာနနလူတို့ဤ
ဒုက္ခယာလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခရရှိရာအလုံးငါပရိပါဏတိကျကြောင့်ကိုပေါင်းများအထောက်၍နေတဲ့ပုဂ္ဂိုလ်တို့သည်ဟွန်ဒီဖြစ်ကြလေကုန်၏ဓမ္မကိုလည်းဓမ္မလိုထင်ရှားပြရအဲဒီလိုပြနေခြင်းသည်လူများအပေါင်းတော်အပေါင်းရဲ့တန်တာမှာရတဲ့လူချမ်းသာနှချမ်းသာနိဗ္ဗာန်ချမ်းသာတွေကိုရရှိဖို့အတွက်ရှင်းနေတာပါဒါအပြစ်ပြောတာဟုတ်လားမဟုတ်ပါဘူးတော့ဒါသဘောပေါက်ဖို့လိုတယ်ကိုတရားကိုဟောရမဟုတ်သူများတွေလိုက်ပုတ်ခတ်နေတယ်ဆိုပြီးဘုန်းကြီးခဏခဏအဆွဆွခံရအဲဒီလိုအဆွဆွခံရတယ်ဘုန်းကြီးအပြင်ထွက်ပြီးတရားမဟောဘူးကျောင်းထဲမှာပဲဟောတယ်ဒီမှာဟောလိုက်တာကညွှန်ချက်ဒီစာအုပ်လှူခြင်းလို့ဆိုပြီးအဲ့ဒါတရားဝင်ကျင့်ပေါ်တာစာအုပ်ကလည်းမလုံးမလောက်ဖြစ်နေတယ်ဒီတော့ဝေလိုက်ပြန်တော့လည်းခုလိုပြည်သားမှာမရတဲ့လူကနှခမ်းဆူအောင်မယ်ဒီတော့စာအုပ်ကလည်းမရတာတဲ့ကြောင့်တကယ်ဖတ်ခြင်းတဲ့ပုဂ္ဂိုလ်ဖတ်တဲ့ပုဂ္ဂိုလ်များရရှိစေခြင်းဆိုတဲ့ဥဒိယဖြင့်ဒီညတော့မလို့ဖြစ်ပါဘူးအလိုရှိတဲ့အကြောင်းတော်လာပါရှိတယ်တော့ရှိတယ်တရားနိကြမှာတချို့စာအုပ်တစ်ထောင်ကထိုင်ရမယ်ဆိုပြီးတော့ဒီလိုပြောတယ်နော်ကဲနောက်တစ်ခုဘုံစံတိဘိက္ခဝေဘိက္ခုပုညပတ္တဝန္တိဒေစီမှာတတ္တမထပိတိဘိက္ခဝေရှင်တယံတို့ဒီဘိက္ခုထိုကဲ့သို့ဓမ္မကိုဓမ္မဟုသင်ရှားပြနေတဲ့ပုဂ္ဂိုလ်တို့သည်ကဘုံစံမြတ်စွာဘုရားဖြစ်သောပုညံကောင်းမှုကုသိုလ်တရားကိုပတ္တဝန္တိဖြစ်ပေါ်စေကြလေကုန်၏ဒေသတော်ပုဂ္ဂိုလ်တို့သည်ဣမံတတ္တမဤတတ္တမသုံးကြသာနာတော်မြတ်ကြီးကိုထပိတိအရှိခိုင်ကတည်တော်အောင်ထားနေတဲ့ပုဂ္ဂိုလ်တို့ဖြစ်ကြပါပေကုန်၏အတ္တမကိုအတ္တမပဲဓမ္မကိုဓမ္မပဲလို့ဒီလိုထင်ရှားပြနေခြင်းဒီသာနာတော်ကြီးအရှိခိုင်ကတည်တော်အောင်ရွတ်ဆောင်နေတဲ့လုပ်ငန်းကြဖြစ်တဲ့လူရင်းနဲ့ရဲ့မှန်တမ်းမှရတဲ့လူနာနိဗ္ဗာန်သုံးတော်ချမ်းသာဒုက္ခတွေရရှိအောင်ရွတ်ဆောင်နေခြင်းလည်းဖြစ်တယ်ကျင့်နေခြင်းလည်းဖြစ်တယ်လူရင်းနဲ့ရဲ့မှန်တမ်းမှသီလကုသိုလ်သမာဓိကုသိုလ်ဝိပဿနာကုသိုလ်အရိယာမဂ္ဂကုသိုလ်စတဲ့ကုသိုလ်တရားတွေဒုဘာလောက်အောင်ရွတ်ဆောင်နေတဲ့လူငယ်ရလည်းဖြစ်ပါတယ်ဆိုပြီးဒီလိုဘုရားရှင်ကဟောထားပါတယ်နော်ဟောထားတဲ့အခါကျတော့ဒီနေရာမှာဘုန်းကြီးတို့သူတော်ကောင်းတရားကြီးဟာဘယ်ပုံဘယ်ပန်းဘယ်နည်းနဲ့အဖြစ်ကွယ်ပါတယ်ဆိုတာနဲ့ပတ်သက်လို့ရှင်မဂ္ဂဗကိုရောမြတ်ကြီးကဘုရားရှင်ကိုလျှောက်ထားတဲ့စကားလေးတစ်ခုရှိပါတယ်ဒီသုတ်တံကတော့တန်ရုပ်ပါဠိတော်ကတ္တဗတန်ရုပ်နိဒာနဝက်ကတန်ရုပ်ပါဠိတော်မှာတတ္တမပฏิရူပကသုတ်တံဆိုပြီးနာမည်နဲ့လာရှိပါတယ်နော်တချိန်မှာရှင်မဂ္ဂဗကိုရောမြတ်ကြီးကဘုရားရှင်ထံချက်ကပြီးယောသေသာရှင်ကိုတဲ့နှစ်လျောက်ပါတဲ့တရားမှာထိုင်ပြီးတော့ဘုရားရှင်ကိုလျှောက်ထားတယ်မြတ်စွာဘုရားကောဒုက္ခဗန္တိဟိတုခောပိစ္ဆာယေနဘုဗ္ဗေအပတ္တရာနိစေဝတိခဗရာနိဟေတောဘုဒ္ဓရာသဘိက္ခုအညာယတန္တဟိတုဗန္တိဘုံတော်နေဝထုံးလင်းတောက်ပါတော်မူပါပေသောမြတ်စွာဘုရားယေနအကျဉ်အကြောင်းတရားကြောင့်ဘုဗ္ဗေရှိရခင်အခါ၌အပတ္တရာနိစေဝတိခဗရာနိအလွန်နေပါကြကုန်သောတိခဗုဒ္ဓတိဟေတုံဖြစ်ခဲ့ကြလေကုန်မည်ဘုဒ္ဓရာဇဘိက္ခုများစွာကုန်သောယဟန်တော်တို့သည်ဘုဒ္ဓရာဇဘိက္ခုများစွာကုန်သောယဟန်တော်တို့သည်ဣညာယအရတ္တဘော၌တန်တဟိတုတည်တော်မူကြလေကုန်ပြီသောထုံကဲ့သို့ဖြစ်ရခြင်းဟိတုအကြောင်းတရားဘာနေကိုအဘယ်ဒီကပြည့်စုံအပိထောက်ပံ့တတ်တဲ့အကြောင်းတရားသည်ဟောဒီဖြစ်ပါသည်မြတ်စွာဘုရားရှိရခင်ကရှိရခင်ဆိုတာကတော့ဘုန်းကြီးတို့ပထမဘောဓိလို့ခေါ်ပါတယ်ပထမဘောဓိဆိုတာကဘုရားရှင်ရဲ့45ပါးကိုသုံးပိုင်းပိတ်ထားတယ်ပထမပိုင်း120ကိုပထမဘောဓိဒုတိယပိုင်း15ပါးကိုဒုတိယဘောဓိတတိယပိုင်း15ပါးကိုတတိယဘောဓိဆိုပြီးဒီလိုသုံးထားတယ်ပထမဘောဓိ120အတွင်းမှာပြညတ်တော်မူရတဲ့သိက္ခာဘောဓိလည်းသိနေတယ်အရဟတဘောဓိတော်မူတဲ့ယဟန်တော်တွေလည်းသိများတယ်ဒါပေမဲ့လို့ခောဗန္ဒဗနိဟိတုခောပိစ္ဆာယေနတေဟိဘုဒ္ဓရာနိစေဝတိကဗရာနိအပတ္တရာစာဘိကွေအညာယတန်တဟိတိခုခံကြည့်မယ်ဆိုရင်ဆိုတော့နောက်ပိုင်းဒုတိယဘောဓိတတိယဘောဓိကိုဆိုလိုပါတယ်အဲ့ဒီခါဒီမှာကြတော့ပညာတော်မူရတဲ့သိက္ခာဘုဒ္ဓိနဲ့အလွန်တော်မြတ်ပြလာတယ်အရဟတဘောကြည်တော်မူတဲ့ယဟန်တော်တို့ရဲ့အရင်အတွက်ကလည်းအလွန်တော်နေပါလာပါတယ်မြတ်စွာဘုရား
ဒီလိုဖြစ်ရခြင်းဒီတိုက်ရိုက်ဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားကဘယ်လိုပါလဲအပိထောက်ပံ့နေတဲ့အကြောင်းတရားတွေကဘာတွေပါလဲဆိုပြီးတော့လျှောက်ထားခုခေတ်ကိုပြန်ကြည့်လိုက်ရင်တော့အဲ့ဒီအချိန်တည်းမဆိုးဘူးလားဆိုမယ်ဘုန်းကြီးတို့အမှတ်တန်ကိလေသာတွေကထူပြောနေနော်ဒီတော့အဲ့ဒီခါမှာဘုရားရှင်ကဘာအမိန့်ရှိလဲဧဝံစေတံကတ္တဗဟောတိတတ္တေတုဟာယမနေတုတတ္တမေအန္တရဒါယမနေဘုဒ္ဓရာနိစေဝတိခပရဏိဟောတိအပတ္တရာသဘိက္ခုအညာယတတ္တဟိတိကတ္တဗစိတံကတ္တဗဧတံဤသဘောတရားတိကဧဝံဤပြောဆိုသည့်အတိုင်းမှန်လာပေ၏တတ္တိတုတတ္တဝတ္တောတိဟာယမနေတုဆောယုတ်ကုန်၏ရှိသောတတ္တမေသူတော်ကောင်းကြားသည့်အန္တရထာယမနေကွယ်ပြောက်ခဲ့သည်ရှိသောဘုဒ္ဓရာနိစေဝမြတ်အလွန်မြတ်ပြာနိတန်နှင့်ဖြစ်ကြကုန်သောတိခဗရာနိတိခဘုဒ္ဓသည်ဟွန်ဒီရှင်းရှားဖြစ်ပေါ်၍လာကြလေကုန်၏အပ္ပတရာဇဘိက္ခုအလွန်နေပါလှသောယဟန်တော်တို့သည်အညာယအရတဖို့၌တန်တန်နှင့်ဤတိုင်းတည်ကြကုန်၏သရဝရီကဆွေယုလာပြီသရဝတရားကကွဲလာပြီဆိုရင်ဒီတိုင်းပဲတိခဗုဒ္ဓကလည်းသိများတယ်အလွန်နေပါတဲ့ယဟန်တော်တွေကလည်းအရတ္တဘုံမှာတည်ကြပါတယ်နတဝတ္တမတအန္တရဏနဟောတိယဝနတတ္တမပတိရူပကံလောကေဩပိစတိယဝအကျဉ်းများသောကာလပတ်လုံးလောကီလောက၌တတ္တမပတိရူပကံတရောကောင်းတရားအတုအကြောင်းသည်နဩပိစတိဖြစ်ပေါ်၍မလားသည်ကတ္တဗချင်းတကတ္တဗဒါဝထုံများသောကာလပတ်လုံးတတ္တမတသူရောကောင်းတရားဤအန္တရဒါနံကွယ်ပြောက်၍သွားခြင်းသည်နဟောတိမဖြစ်နိုင်ပါပေလောကမှာသူတော်ကောင်းတရားအတုယုံနေမပေါ်သေးတဲ့မြတ်ကာလပတ်လုံးတတ္တမသုံးပြသာသနာတော်မြတ်ကြီးရဲ့ကွယ်ပြောက်သွားမှုဆိုတာဘယ်လိုမှမဖြစ်ပါဘူးယတောသံခောကတ္တဗတတ္တမပတိရူပကလောကေဥပ္ပိစတိအထတတ္တမတအန္တရဏနဟောတိကတ္တဗချင်းတကတ္တဗယတောသံခောအကျဉ်းခ၌ခလောကီလောက၌တတ္တမပတိရူပကံသူတော်ကောင်းတရားအတုအယောင်သည်ဥပ္ပိစတိရှင်ရှားဖြစ်ပေါ်၍လာပေ၏အထထုကဲ့သို့သူတော်ကောင်းတရားအတုအယောင်တွင်ရှင်ရှားဖြစ်ပေါ်လာသောအခါ၌တတ္တမသာသူတော်ကောင်းတရား၏အန္တရဌာနကွယ်ပြောင်း၍သွားခြင်းသည်ဟောသည်ဖြစ်ပေ၏ဘယ်နဲ့တော့ဒီကကြီးဖြစ်ပေါ်၏တောင်းရကရဖို့မကောင်းဘူးလားသာသနာတော်ကြီးအရှိခိုင်ကဤရန်စေခြင်းနဲ့ဆိုရင်သူတော်ကောင်းတရား၏မကွယ်ပြောက်သွားအောင်မိမိတို့ဘက်ကဆောင်ရွက်ကြခုတော့သူတော်ကောင်းတရားတွေမကွယ်ပြောက်အောင်မဆောင်ရွက်ဖက်သူတော်ကောင်းတရားအတုအယောင်တွေပေါ်လာအောင်ဆောင်ရွက်ခဲ့မယ်ဆိုရင်အစစ်ကြီးကွယ်မတော်ဘူးလားကွယ်တော်တယ်လို့ပြောပြီးဖျက်ရှင်ကဥပမာလေးနဲ့ဆက်ဟောတယ်တရားထပိကတမနတ္တဝဇာနရူပတအန္တရဌာနဟောတိယဝနသတ္တရူပပတိရူပကံလောကေဩပိစတိကတ္တဗချင်းတကတ္တဗတရားထပိဖြစ်သည်ဖြစ်ရာနှခိုင်ဘွယ်ရာလောကဥပမာတိကယဝအကျဉ်းများသောကာလပတ်လုံးလောကီလောက၌သာတရူပပတိရူပကံရွှေအတုသည်နဥပ္ပိစတိဖြစ်ပေါ်၍မလာသည်ဒါဝထုံးမြတ်သောကာလပတ်လုံးသာတရူပသရွှေအစိအန္တရဒါနကွယ်ပြောင်း၍တွားခြင်းသည်နဟောတိမဖြစ်ပေလောကမှာရွှေအတုမပေါ်သေးသည်မြတ်ကာလပတ်လုံးရွှေအစိရဲ့ကွယ်ပြောင်းခြင်းဆိုတော့ဘယ်လိုမှမဖြစ်နိုင်ဘူးယတောသံခောကတ္တဗသန္တရူပပတိရူပကံလောကေဥပ္ပိစတိအထသန္တရူပတအန္တရဌာနဟောတိကတ္တဗချင်းတကတ္တဗယတောသံခောအကျဉ်းခါ၌ကသန္တရူပပတိရူပကံရွှေငွေအတုတိလောကေလောက၌ဥပ္ပိစတိရှင်ရှားဖြစ်ပေါ်၍လာပေ၏အထထိုခါ၌သန္တရူပကရွှေဤအန္တရဌာနကွယ်ပြောင်းခြင်းသည်ဟောတိရှင်ရှားဖြစ်ပေါ်၍လာပေ၏လောကမှာရွှေအတုပေါ်လာပြီဆိုသည်နဲ့ဒီပြင်တဲ့ရွှေစစ်ကခွဲပြောက်တော့တာပဲဧဝမေဝခောကတ္တဗနတ္တဝတတ္တမတအန္တရဌာနဟောတိကတ္တဗချင်းတကတ္တဗဧဝမေဝခောဤဥပမာအတုသာလျေတတ္တမတသူတော်ကောင်းတရားဤအန္တရဌာနကွယ်ပြောက်၍သောခြင်းသည်နတ္တဝဟောတိမဖြစ်ပေါ်သည်ယဝနတတ္တမရူပကံဘလောကေဥပ္ပိစတိယဝအကျဉ်းပြတ်သောကာလပတ်လုံးလောကီလောက၌တတ္တမပတိရူပကံသူတော်ကောင်းတရားအတုယောင်သည်နဥပ္ပိစတိမဖြစ်ပေါ်သည်
ဒါဝထုံမြလောက်သောကာလပတ်လုံးတတ္တမတသူတော်ကောင်းတရားကြီးအန္တရာဒဏ္ဍကွယ်ပြောင်း၍သွားခြင်းသည်နာဟောတိမဖြစ်ပေါ်သည်သူတော်ကောင်းတရားအတုအယောင်တွေမပေါ်သေးသမျှကာလပတ်လုံးသူတော်ကောင်းတရားအရှိရဲ့ကွယ်ပြောင်းခြင်းဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးနာခောကတ္တပပထဝီဓာတုတတ္တမအန္တရာဓာပေတိနာအဘောဓာတုတတ္တမအန္တရာဓာပေတိနာတိသောဓာတုတတ္တမအန္တရာဓာပေတိနာဝါယောဓာတုတတ္တမအန္တရာဓာပေတိကတ္တဗခြေတကတ္တဗပထဝီဓာတုပထဝီဓာတိတတ္တမသူတော်ကောင်းတရားကိုနာအန္တရဓာပိတိမကွယ်ပြောက်စေနိုင်အဘောဓတုအဘောဓတိတတ္တမသူတော်ကောင်းတရားကိုနာအန္တရဓာပိတိမကွယ်ပြောက်စေနိုင်ဒီသောဓတုဒီသောဓတိတတ္တမသူတော်ကောင်းတရားကိုနာအန္တရဓာပိတိမကွယ်ပြောက်စေနိုင်ဝါယောဓတုဝါယောဓတိတတ္တမသူတော်ကောင်းတရားကိုနာအန္တရဓာပိတိမကွယ်ပြောက်စေနိုင်ဘာပြောလို့လဲဆိုတော့ဘုန်းကြီးတို့ဒုတိယပမာဏအနည်းငယ်ချင်းညာမဟာပထဝီမြေကြီးကအမတန်ကြီးမားတဲ့ဒုတိယကြီးပါဒီဒုတိယကြီးကသာသနာတော်ကိုကွယ်ပြောက်အောင်ဘယ်လုံးမှမဖြစ်စေနိုင်ဘူးအလားတူပဲဘုန်းကြီးတို့အာဘောဓဒီလွန်ကဲလာပြီဆိုလို့ရှိရင်လည်းအာဘောဓကြောင့်ကဘာကြီးပြတ်ပါတယ်ဒုဗကိဏတိုင်အောင်သောဗြဟ္မဘုံအဋ္ဌိလောကကြီးဖြစ်စေသွားတခါအလားတူပဲဒီဇောတတ်ဒီလောင်ကျွမ်းလာလို့အာကောင်းလာပြီဆိုလို့ရှိရင်လည်းမီးလောင်လိုက်တော့ဥပက္ခအဘဒရာဗြဟ္မဘုံတိလောင်သွားတယ်ဝါယောတတ်ဒီလွန်ကဲလို့ကဘာကြီးပြတ်ပြီဆိုလို့ရှိရင်လည်းဝေဟဘောဘုံအဋ္ဌိအကုန်လုံးဖြစ်စေဒါပေမဲ့အဲ့ဒီဓာတ်ကြီးလေးပါကသာသနာတော်ကိုကွယ်ပြောက်သွားအောင်ဖြစ်စေတော့ဘာမှမလုပ်နိုင်ပါဘူးတေယထပိကတ္တဗနာဝအဓိကိနေဝဩပိလဝေတိနာခောကတ္တဗဧဝံတတ္တမတအန္တရဌာနဟောတိအထာခောဣဇေဝတိဩပိဇန္တိမောဃပုရိသယေဣမံတတ္တမအန္တရဌာပိတိအထာခောတကယ်ရှင်နှင့်အပိသောကဣဇေဝဤငါဘုရားရှင်ရဲ့သာသနာတော်များတွင်၌ပင်ဒီမောဃပုရိသဘဂဝနိဗ္ဗာန်မှအချီးနှီးဖြစ်ကြကုန်သောထိုယောက်ျားတို့သည်ဥပ္ပိဇံတိထင်ရှားဖြစ်ပေါ်၍လာကြကုန်၏ဤအချင်းယောက်ျားတို့သည်ကဣမံတတ္တမဤတတ္တမသုံးဖြတ်သာသနာတော်များကြီးကိုအန္တဓပိတိကွယ်ပြောစေကြလေကုန်၏ဒီမောဃပုရိသထိုကဲ့သို့ဘဂဝနိဗ္ဗာန်မှအချီးနှီးဖြစ်ကြကုန်သောယောက်ျားတို့သည်ဤဒေဝဤသာသနာတော်များတွင်၌သာလျှင်ဥပ္ပိဇံတိထင်ရှားဖြစ်ပေါ်၍လာကြလေကုန်၏တတ္တမသုံးဖြတ်သာသနာတော်ကြီးမြတ်ကြီးကိုကွယ်ပြောက်စေတတ်တဲ့မဘုံနိဗ္ဗာန်မှာအချီးနှီးဖြစ်နေတဲ့ယောက်ျားတွေဒီသာသနာတော်မှာပေါ်လာပြီအဲ့ဒီပုဂ္ဂိုလ်တွေကငါဘုရားရှင်ရဲ့တတ္တမသုံးဖြတ်သာသနာတော်ကြီးကိုကွယ်ပြောက်အောင်ပြုလုပ်နေတာပါပထဝီဓာတ်အဘောဓာတ်တိသောဓာတ်ဝါယောဓာတ်တွေကပြည့်စည်အောင်ဖြစ်စီနေတာမဟုတ်ပါဘူးဘယ်လိုတွေဖြစ်တယ်ဘုန်းကြီးတို့ပြောနေတာဟုတ်လားတခြားလူတွေဖြစ်လို့မရပါဘူးအဲ့ဒီပုဂ္ဂိုလ်တွေကဘာလို့လဲအာဓမ္မကိုဓမ္မလို့ထင်ရှားပြတယ်ဓမ္မကိုအာဓမ္မလို့ထင်ရှားပြတယ်အဲ့ဒီလိုပြလိုက်တဲ့အတွက်ဒီတတ္တမသုံးဖြတ်သာသနာတော်မြတ်ကြီးရဲ့ပြည့်စည်ခြင်းဆိုတာဖြစ်ပေါ်လာတာတရားဓမ္မိကတ္တဗနာဝအာတိခေနေဝဩပိနဝေတိနကောကတ္တဗဧဝံတတ္တမတအန္တရဌာနဟောတိကတ္တဗစေတကတ္တဗတရားဓမ္မိဖြစ်တဲ့ဖြစ်ရာနိုင်ခိုင်ဖွယ်ရာလောကဥပမာတိကနာဝလှေသည်အဓိကေနေဝဝန်ကိုသဲဆောင်ခြင်းဖြင့်ပြန်ဩပိလဝေတိနှိမ့်မြို့၍သွားရပေ၏ကတ္တဗစေတကတ္တဗဧဝံဤအတုတတ္တမတတ္တမသုံးဖြတ်သာသနာတော်မြတ်ကြီးအန္တရဌာနကွယ်တော်၍သွားခြင်းဒီကနာဟောတိမဖြစ်ပါလင်းနှိမ့်မြို့တယ်ဆိုတာကလင်းကဝန်ကိုဆောင်နေရင်လည်းဒီထဲမှာရောက်သွားတာဖြစ်တယ်သို့တော့သာသနာတော်ကြီးပြည့်စည်တယ်ဆိုတာကအဲ့ဒီလိုပုံစံမျိုးမဟုတ်ပါဘူးခုနကမဘုံနိဗ္ဗာန်မှာအချင်းကြီးဖြစ်နေတဲ့မဘုံနိဗ္ဗာန်မရတဲ့ပုဂ္ဂိုလ်တွေကအာဓမ္မကိုဓမ္မကိုအာဓမ္မလို့လိုက်ပြီးသင်္ချာပြနေတဲ့အတွက်ကြောင့်ဒါလျင်ငါဘုရားရှင်ရဲ့တတ္တမသုံးဖြတ်သာသနာတော်မြတ်ကြီးကွယ်ပြောက်သွားတာနည်းနည်းစဉ်းစားကြည့်နော်ဘုရားဟောတဲ့ဒုက္ခသစ္စာခေါ်တဲ့ယုတ်တရားဘုရားဟောတဲ့ဒုက္ခသစ္စာခေါ်တဲ့နတရားဘုရားသာရှုလို့ရတာသာဝကကြီးရှုလို့မရဘူးဆိုတော့မရှိနိဗ္ဗာန်မရဘူးဆိုတော့ဘုရားရှင်ရဲ့အဆုံးအမသာသနာတော်ကြီးပြတ်မသွားမှာဒါပဲနော်အတိတ်ကကြုံခဲ့တဲ့သမုဒိယသစ္စာတရားကဒီဘဒုက္ခသစ္စာဖြစ်ဖို့
ဒီဘဝသူတော်နဲ့သမုဒိယသစ္စာတရားကြောင့်နော်အနာဂတ်ဒုက္ခသစ္စာဖြစ်ပုံသိအောင်ရှုရမယ်လို့ဘုရားကဟောတဲ့အဆုံးအမဟာအတိတ်ကဖြစ်ပြီးမရှိဘူးမရှိတာဘယ်လိုရှုမလဲအနာဂတ်ကဖြစ်မှမဖြစ်သေးတာမဖြစ်သေးတာဘယ်လိုရှုမလဲဆိုပယ်ချလိုက်တော့ရှုရမယ်ဆိုတဲ့အဆုံးအမသာသနာတော်ကြီးပြည့်စုံတော့ဘူးလားဟုတ်ကဲ့ပါအနာဂတ်ကဖြစ်မှမဖြစ်သေးတာဘယ်လိုရှုမလဲဆိုပယ်ချလိုက်တော့နိရောဓသစ္စာကိုသိတဲ့တမ္မာတိဉာဏ်ကြီးကိုဖြစ်စီမတော့ဘူးလားဖြစ်စီပါပြီဘလူတွေကဖြစ်စီမေဖို့နိဗ္ဗာန်မှာအချင်းချင်းဖြစ်နေတဲ့မောဂပုရိသလို့ဘုရားကခေါ်ထားမေဖို့နိဗ္ဗာန်မှာအချင်းချင်းဖြစ်တဲ့ဒီယောက်ျားတွေကငါဘုရားရှင်သာသနာတော်မှာနေပြီးတော့သူတို့ကဖြစ်စီနေတာကဲအဲ့ဒီတည်းမှာတခါကြီးဒီမှာပါလာဘုန်းကြီးကတော့မယုံပါဘူးဘုန်းကြီးကတော့မယုံပါဘူးဟောသူလည်းသူနည်းသူကလည်းသူမှန်တာပဲငါလည်းငါနည်းနဲ့ငါမှန်တာပဲဆိုပြီးတော့ဒီလိုပုဂ္ဂိုလ်ရောကြော်တွေကများအဲ့ဒီရောကြော်တွေအတွက်ဘုန်းကြီးကဒီတရားဟောပေးတာပါနော်ဘုန်းကြီးကိုကြီးညိုဖို့ဟောတာလည်းမဟုတ်ဘူးမုန်းရင်လည်းမုန်းပါလေဒါဘုန်းကြီးကအမုန်းခံဟောတာနော်ဒီစာအုပ်ရေးတာလည်းဒီလိုချက်ပါဘုန်းကြီးကျမ်းစာတွေဆိုလို့ရှိရင်တော်တော်လေးခဲထုတ်ရတယ်ဒီစာအုပ်က9ရက်အတွင်းအကုန်လုံးချက်ချင်းချပေးလိုက်ဘာမှကန့်ကွက်မှုလုံးလုံးမရှိဘူးဘာဖြစ်လို့လဲတဖြည်းဖြည်းနားလည်တော့ပါတယ်ဘုန်းကြီးနှစ်20 30လောက်ကြိုးစားထားတာကြီးတဖြည်းဖြည်းနားလည်လာကြပါတယ်ဒါကြောင့်သာသနာတော်ကြီးကိုပြည့်စည်အောင်ဖြစ်စီနေတာကမောဂပရိဒလို့ဘုရားကဟောထားတဲ့ဒီယဟန်တော်ကြီးကပြည့်စည်အောင်ဖြစ်စီနေလို့ဖြစ်တခြားပုဂ္ဂိုလ်ကလာပြီးဖြစ်စီတာမျိုးမဟုတ်ဘူးအဲ့ဒါကိုသဘောပေါက်ခုကြည့်ပေါ့ဒီယုတ်ဒီနာကရှုလို့မရဘူးဒီယုတ်ဒီနာကိုသာရှုရမယ်လို့သင်ပေးတာဘယ်လိုတွေလဲဒီဘုန်းကြီးတွေပဲတခြားလူတွေသင်ပေးနေတာမဟုတ်ဘူးအတိတ်ကိုမရှိရဘူးအနာဂတ်ကိုမရှိရဘူးသင်ပေးနေတာဘယ်လိုတွေလဲဒီဘုန်းကြီးတွေပဲဒါသာသနာကိုပြည့်အောင်ရှင်းသိနေကြတာဒါကြောင့်နည်းနည်းတတိရှိဖို့လိုတယ်နော်ဒီနေရာမှာဘုရားရှင်ကဆက်ပြီးဟောတယ်ပင်စခုံမီကတ္တပဩကမတိအဓမ္မတဓမ္မတတမောတယအန္တရဌာနာယတံဝတ္တန္တိကတ္တဗစိတကတ္တပသတ္တမသံတရမသုံးပြန်သာသနာတော်မြတ်ကြီးဩကမနိယအောက်အဖို့သို့သက်ရှင်ခြင်းဟာတံဘောတယပြောပြခြင်းကအန္တရဌာနာယကွယ်ပြောခြင်းဟာဣမေပင်စဓမ္မဤငါးပါးကုန်သောတရားတို့သည်တောင်းတန်ခြင်းထင်ရှားဖြစ်ပေါ်၍လာကြပေကုန်၏သာသနာတော်ကွယ်ပြောသောဖို့အတွက်အကြောင်းတရားဘာလို့လဲငါးခုဆိုခဲ့ကတမေပင်စအဲ့ဒီအကြောင်း၅ခုကဘာတွေလဲဣဒကတ္တဗဘိက္ခုဘိက္ခုနီယောဥပဒကဥပတိကယောတတ္ထိအဂရဝဝိဟရတိအပရိဒဓမေအဂရဝဝိဟရတိအပရိဒသံဃေအဂရဝဝိဟရတိအပရိဒသိက္ခာယအဂရဝဝိဟရတိအပရိဒသမာဓိသမေအဂရဝဝိဟရတိအပရိဒကတ္တဗရှင်သာကတ္တဗဣဒဤသာသနာတော်များတွင်၌ဘိက္ခုယဟန်တော်တို့သည်၎င်းဘိက္ခုနီယောဘိက္ခုနီမတို့သည်၎င်းဥပဒကယေရဏသုံးဘကိုကိုယ်ွယ်ရှိခ၍နေကြကုန်သောဥပဒကတေကတို့သည်၎င်းဥပတိကယောယေရဏသုံးဘကိုကိုယ်ွယ်ရှိခ၍နေကြကုန်သောဥပတိကတေကမတို့သည်၎င်းဘယ်နှဦးလဲ၄ဦးနော်ဘိက္ခုယဟန်ယောက်ျားဘိက္ခုနီယဟန်မိန်းမယေရဏသုံးဘကိုကိုယ်ွယ်ရှိခနေတဲ့ဥပဒကယောက်ျားဥပတိကယောယရဏသုံးပါးကိုပုဂ္ဂိုလ်ရှိကနေတဲ့ဥပတိကမှာ၄ဦးလုံးပါတယ်နော်ဘုန်းကြီးတွေလည်းမဟုတ်ဘူးဟုတ်လား၄ဦးလုံးပါနေတယ်အဲ့ဒီ၄ဦးကဘာဖြစ်လဲနံပါတ်1သတ္တရိမြတ်စွာဘုရား၌အာဂရဝညိုတိတုံ့ဝမှုမရှိကြပဲဝိဟရန္တိနေထိုင်ကြကုန်၏ဘုရားအပေါ်၌ညိုတိတုံ့ဝမှုမရှိပဲနေထိုင်နေတယ်ဘုန်းကြီးတော်လေးဝန်းနေပါတယ်ကောင်းတဲ့ဘက်ကကြည့်ရင်လည်းကောင်းတာတော့မှန်တယ်ဝန်းနေတဲ့ဘက်ကကြည့်ရင်လည်းတော်တော်လေးဝန်းနေစရာကောင်းတယ်ဒါဘုရားရှိမှလက်မယားကြီးရှင်အောင်ချပြီးအတူအိတ်နေဘုန်းကြီးကြည့်ရတာလေစိတ်ထဲမှာတော်တော်ကြီးကိုမချမ်းသာဘူးအိမ်ဘုရားကိုယ်ဝင်တာမကိုယ်ဝင်ရဘူးတော့မဆုံးလို့ပါဘူးကျိုးတည်တည်ဘုရားနဲ့ကိုယ်ရမခွာကိုဘာလို့လဲဘုရားရှင်ရှင်အောင်ချပြီးလက်မယားတို့အိတ်နေဘယ်နဲ့တော့ဟန်ကြလဲကျိုးသေးလားဟမ်စဉ်းစားကြည့်လိုက်တာဘုရားရှင်ခဏစီတယ်ထီဆောင်တယ်ဒါဒီဟာဘုရားဘုံမှာမယိုသေးတာမယိုသေးဘဲနဲ့နေထိုင်ကြတယ်နောက်တစ်ခုဓမေအာဂရဝဝိရဏိအပရိဒဓမေတရားတော်များ၌
Agarawai Yodi Liza Humashija Gome, Abreda, Tomamu, Mashija Goma, we Randi Nitanja Legoni, Yano by Yodi Liza Humashi, Toma Humashi. When you would give him, Lickness or Tabagan, Lickness or Tabagan, the idea might have been Manka Honia. Hobla, Bibiamalaro. Benado Dan, Mahaula Mala. Yodi Liza Humashi. The Asia Dianiha, American Yagari, don't Naya Mesura, Home of Papa. Malikisa Hine, Bati and Yapi, and Tanabe Fire. Not a good. Langi, Langayana, Agarawa, Yodi Liza Humashi Jagon, the Abreda, the Wamumashi Jagon, we are in the same Jagoni. Langayana Bomala, Yodi Liza Humashi Jagon. But he go but him and yellow dead in Hungary. Hold on. The Gariga point to go much him and Satan that if that you did who don't move again. Katana Yesigo, a John, Piara Horn. But it says that, don't get. Not a good.